အားလုံးပဲမင်္ဂလာပါဆရာလေးရဲ့ channel ကနေပြီးတော့ကြိုးစိုးပါတယ် like မလွန်ရတော့လေတို့မိသားစုတွေကိုလွမ်းသားကဲဒီနေ့10ရက်နေ့မနေ့ကတော့ကဆရာလေးတို့4-5ရမှာဆရာလေးညံ့တာအနီးက2-5တင်ပေးခဲ့တာ4နဲ့2နဲ့လူတဲ့အချိန်မှာ2-5တကွက်ထဲတင်ပေးခဲ့တာပါအဲ4နဲ့2နဲ့လူတဲ့အချိန်မှာတကွက်ထဲကွက်လိုက်တကွက်ကောင်းမှတင်ပေးချင်တာလေရှင်းပြောရရင်တော့အကွက်ကြီးကျုံလိုက်တယ်ထင်မှာပါသွားတာ4နဲ့2နဲ့ဟိုမှာ2ပူသွားကြိုက်2ပူသွားကြိုက်တော့2-5ဆိုပြီးမှအနီးကပ်ပေးလိုက်တာထွက်တော့4-5တဲ့အဲ့လိုပဲတခါတလေဆိုရင်လည်းကိုယ့်ရဲ့ရွေးချယ်မှုကအမှားတက်တယ်မနေ့ကအဲ့ဒါဆရာလေးအသုံးမကြကဲဒီကနေ့10ရက်နေ့ဗုဒ္ဓဘုနေ့မိသားစုတွေလေးလုံးခွေအထူးဂရုစိုက်ပါနော်မိသားစုတွေလေးလုံးခွေအထူးဂရုစိုက်ပါကဲအားလုံးပဲလေးလုံးခွေနဲ့ဟိုတကွက်ကောင်းအနီးအောင်တကွက်ကောင်းဂရုစိုက်ပါနော်မိသားစုကဲဒီကနေ့ကဆရာလေးဗာပေးထားတယ်လဲဆိုတော့ဆရာလေးကဒီနေ့က2ကွက်ပဲပေးမယ်ပတိသမားတွေဆိုရင်တော့ဒါနှစ်ခွန်ပတိပါနော်ပတိသမားတွေဆိုရင်တော့ဆရာလေးပါဇက်နဲ့ပဲပြောတော့မယ်ဒီမှာပတိတွေရေးမပေးတော့ဘူးခွန်ပတိနော်ဒူမင်းကတော့နှစ်ပတ်တိပေါ့ဗျာတနေ့ကုန်မနက်ပိုင်းပဲတိတက်မယ်နော်ညနေပိုင်းကဆရာလေးလာထပ်ပြီးတော့တင်ပေးမယ်နော်တကယ်လို့တင်မပေးဖြစ်ဘူးဆိုရင်တော့ဆရာဘိုင်ဘာ channel တို့ Telegram channel တို့မှာတင်ပေးမယ်နော်ဘိုင်ဘာ channel တို့ Telegram channel တို့ကိုဝင်ထားတာအကောင့်ဆုံးမှာဒါပဲဆရာလေးပါပဲတင်အနီးကရတာလေးတွေတင်နေမြင်ရတယ်ပေါ့နော်ဆရာလေးရဲ့ဘိုင်ဘာ channel တို့ဘာလို့ရှာလို့မရဘူးဆရာလေးစီမှာလာတောင်းမှရတာနော်အဲ့လိုလာတောင်းလို့လည်းပတ်စံမပေးရဘူးနော်လာတောင်းပြီးတော့ channel နဲ့ဝင်ထားလိုက်ရင်တင်တာလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကနေ့ပေးထားတာက2ရဲ့2-5ရဲ့9ရဲ့9ရဲ့ဒီထဲမှာဆရာလေးအကြိုက်ဆုံးကမနေ့ကဆရာလေးပေးတယ်2-5ပဲဆရာလေးပြန်ကြိုက်တယ်နော်2-5နဲ့ဆရာလေး9-5ကိုတော့ဒီကနေ့အကြိုက်ဆုံးဖြစ်ပါတယ်နော်၄ခွက်ထဲပဲဆရာလေးရွေးထုတ်ပေးတယ်ပတ်တီအနေနဲ့ဆိုရင်တော့ခွန်ပတ်တီကိုဆရာလေးအကြိုက်ဆုံးဖြစ်ပါတယ်နော်ကဲအားလုံးပဲစိတ်ကြမ်းပါရင်ကိုကြီးကြမ်းပါရင်ပြည့်စုံပါစေဗျာအောင်မြင်မှုတွေရရှိပြီးစီးပွားရေးတွေဒီထက်မှာကအစီအပြေချုံးမိပါသေးလို့ဆရာလေးကစုမကောင်းတောင်းမိပါတယ်ဆရာလေးရဲ့ Viber channel ကိုလူကျင်တဲ့ Viber channel မှာဝင်ထားခြင်းနဲ့ဆိုရင်ဒီဖုန်းနံပါတ်ကိုလာပြီးဒီဖုန်းနံပါတ် Viber သုံးတယ်နော် Viber မှာလာပြီးတော့ဆရာလေး Viber channel link လေးပေးပါလို့လာတောင်းဆရာလေးကပေးတယ်နော်အဲ့ဆိုဝင်ထားလိုက်လို့ရတယ်နော် channel ထဲဝင်ထားတော့ကိုတင်တာလေးအားလုံးမြင်ရတာပေါ့ဗျာနော်ဘာပဲပြောချက်ချင်းတန်းမြင်ရတာပေါ့ Telegram channel ဆိုရင် Telegram မှာသုံးနေဆိုရင် Telegram channel လာပြီးတော့တောင်းလို့ရပါတယ် Telegram channel ဆရာလေး00လို့ရိုက်ပြီးတော့ရှာလို့ရတယ်နော်ကဲအားလုံးမစိတ်ကြပါချင်းကိုကြီးကြမ်းပါချင်းပြည့်စုံပါစေဗျာ like ကတော့ဆရာလေးတို့တပတ်လောက်နားမယ်နော်တပတ်လောက်နားပြီးမှ like ကလေးပြန်နှုတ်မယ်နော်